ပြောပြပြီးသွားမယ်နံပါတ်2အကြောင်းအရာလေးကတော့မိတ်ဆွေရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေလျင်မြန်စွာတိုးတက်ခြင်းတွေတော့ပုံအားပေါ့နော်ရှိပြီးသားလုပ်ငန်းတွေလည်းတိုးတက်စီမှာဖြစ်တယ်လို့နောက်ထပ်ကိုကဘယ်လုပ်တွေကိုပဲလုပ်ပေါ့နော်ကြီးပွားတိုးတက်ခြင်းကိုလျင်မြန်စေမယ်လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလျင်မြန်စွာတိုးတက်အောင်မြင်စေမယ်နံပါတ်2အကြောင်းအရာလေးကိုဆရာမပြောပြပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနံပါတ်တွေကိုကိုင်ဆောင်ခြင်းအပြင်မိမိရဲ့ပေါ့နော်အလုံးမရှိသေးတဲ့လူတော်မှအလုံးကောင်းတွေကိုရရှိလာနိုင်စေတဲ့နံပါတ်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ရှိပြီးသားလုပ်ငန်းတွေလည်းတိုးတက်စေနိုင်တယ်လို့အလုံးမရှိသေးတဲ့လူတွေလည်းဒါဘာအလုပ်ကိုလုပ်ရမယ်ဆိုတဲ့အတွေးကောင်းတွေအလုံးတက်တွေကိုရရှိလာမှာဖြစ်တယ်ပေါ့နော်ဒီနံပါတ်တွေလေးကတော့1ကို1ဆိုတဲ့နံပါတ်တွေလေးဒါမိတ်ဆွေရေခိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုတော့ဒါမိတ်ဆွေစိတ်အေးချမ်းမှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဆရာမအမြင်ပြောနေတဲ့စကားအတိုင်းပဲပေါ့နော်ကျန်တဲ့နံပါတ်တွေလည်းကျန်တဲ့နံပါတ်တွေလည်းအားလုံးကကိုယ့်အတွက်ကိုသိတော်တဲ့နံပါတ်တွေဖြစ်ကြမယ်ကိုယ့်ရဲ့နေနံနဲ့ကိုယ့်ရဲ့